12 in the morning, pop shells for a living in. Baby gon' smell blood trail every minute. Rogue wave and you niggas no fair. When I hit 'em, every time I see it big, I don't hesitate to kill 'em. Ain't nobody give a fuck about a roof. Either get diplomas or a tool. I'm a cool with my youngest no boo. When I spring in this cage, you fuckers fucking gang affiliated with nothing but my name. Man, I don't give a fuck about a motherfucking pole. I'ma pull up with that stick and hit your motherfucking door. Okay ကျွန်တော်တို့ debit clearance adjustment မလုပ်ခင်မှာ debit clearance နည်းလို့ရှိရင်ဘာဖြစ်မလဲများလို့ရှိရင်ဘာဖြစ်မလဲပြောပြမယ်အခုကျွန်တော်နည်းလို့ရှိရင်ဘာဖြစ်မလဲဆိုတာကိုကျွန်တော်ပြောပြအောင်နည်းလို့ရှိရင်ပထမတစ်ချက် engine power ကျဒုတိယတစ်ချက်က engine overheat ဖြစ်တယ်ပြောချင်တာ exhaust temperature တွေ exhaust ဘာပိတ်တဲ့နောက်ကျပြီးတော့ exhaust temperature တွေဟိုဖြစ်မှာပေါ့တက်လာမယ်နောက်တစ်ခုကတော့မိကိုအဖြူအပြာရောင်ဟုတ်လားဘာလို့လဲဆိုတော့ compression ကအချိုးစားမညီဘူးပေါ့နော်ဘိုင်းမန်ကစားမပိတ်ဘူးတဲ့လောင်စာစီလောင်ကျွမ်းမပြည့်စုံလို့ခင်ဒါဆိုလို့ရှိရင် engine ကလည်းစီစားများလာမယ်မိကိုရောင်ကိုဖွက်မယ် exhaust တွေပိတ်နောက် engine misfire ဖြစ်မယ် misfire ဖြစ်ပြီဆိုတော့ဒါ engine တိုင်ပင်မမှန်ဘူး compression process တွေပျက်စီးပြီးတော့ engine အတန်ထွက်လာရွှေရွှေပေါ့ပြောမယ်ဆိုရင်တော့ရွှေရွှေအတန်တစ်ခုထွက်လာမှာပေါ့နောက်ကြာလာလို့ရှိရင်တော့ဘာနဲ့ဘာစီပျက်စီးအောင်သူကနည်းလို့ရှိရင်ဒီကောင် stick ပြန်ဖြစ်ပြီးတော့ဒီသူ့ရဲ့ပူတဲ့အတွက်ကြောင့်ဘာရဲ့ material ကပွာလာမယ်တော့ဘာကျိုးတာလို့ဒီအဲ့နဲ့ဘာဖွင့်ချိန်ကကြာမယ်ကြာပြီးတော့ဘာစီရဲ့ပုံစားမှုတွေဖြစ်မယ် exhaust တွေဖြစ်နိုင်ခြင်းများတယ်ဘာဖြစ်လို့လဲဆိုတော့နည်းရင်ဘာဖြစ်လို့လဲဆိုတော့ exhaust ဆိုတာ temperature များတယ် temperature များတဲ့အတွက်ကြောင့်ဘာဒီ material ကပွာလာပြီးတော့ရှည်ထွက်လာပြီးတော့ဘာစီတွေပုံစားမှုပုံများမှာပေါ့နော်အင်ဂျင် RPM ညီဘူးဘာညာပေါ့နော်ဒါလည်းရှိတာအဲ့လိုမျိုးဆိုလို့ရှိရင်ဘာ clear နဲ့တော့ပါတကယ်လို့ overhaul meter လုပ်ပြီးဆိုရင်တော့ဘာနဲ့ဘာစီစစ်ရအောင်ပေါ့နော်နောက် file level တွေမကောင်းဘူးဆိုလို့ရှိရင်လည်းဒီရဲ့ပုံစားမှုတွေဒုက္ခရောက်မှာပေါ့ဘာသူကတတိထားမှာကတော့နည်းလို့ရှိရင်ဘာတွေကျိုးမယ် piston နဲ့ဘာတွေတိုက်နေအဲ့လိုမျိုးဖြစ်ပြီးတော့မှတက်စီးရတယ်ဖြစ်တယ်အတူတူပြောရမယ်ဆိုရင် power ကျမယ် overheat ဖြစ်မယ်မိကိုထွက်မယ်အဲ့ဒီလက္ခဏာတွေရှိလို့ရှိရင်ဘာ clear နဲ့ပြန်စစ်ရမယ်နည်းနေပြီဆိုတာကိုကျွန်တော်ကြည့်လို့ရနောက်တစ်ချက်က engine ဘာ clear နဲ့များရင်ဘာဖြစ်လဲများရင်ဖြစ်နိုင်တဲ့ပြဿနာတွေကတော့အတန်ကြီးတာမယ် knock တန်တွေပေါ့ knock တန်တွေထွက်လာအဲ့ဒီ knock တန်တွေကတက်ဆိုရင် knock တန်တွေ knock ကြီးတန်တွေထွက်လာမယ်ဟုတ်ကိုလည်း engine performance ကျမှာနောက်သာစီစားများမယ်မီးကိုထွက်မယ်ဒါပေမဲ့သူမီးကိုထွက်တာတော့အမဲရအောင်ဖြစ်နေနောက်ဘာနဲ့ဘာစီပစ္စည်းဒါတူပဲ exhaust ပူချိန်တွေတက်လာဒါလည်းနောက် overheat ဖြစ်မယ်exhaust temperature တက်မယ်နောက်တစ်ခုက compression ကျဆင်းသွားတဲ့အခါ engine ဒါများလို့ရှိရင် engine set လုပ်တာလည်းတက်သွားမယ်သုံးလို့ရတော့ဘာဖြစ်နိုင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ engine တခြားအကြောင်းအရာတွေမဟုတ်ဘူးဆိုလို့ရှိရင်ဘာပြရအောင် engine set ပေါ့လွယ်တဲ့ဟာအဲ့လိုမျိုးပေါ့နာဘာပြရတဲ့များလို့ရှိရင်အတူတူပြောရမယ်ဆိုလို့ရှိရင်engine တန်ဆူမယ် power ကျဘာပစ္စည်း၃ချက်ပေါ့ဒီ၃ချက်ကိုကျွန်တော်တို့ကြည့်ရမယ်ခုနကျွန်တော်တို့အတူတူပေါ့ဒါနည်းလွန်းခုနများလွန်းနည်းလွန်း engine ကျိုးမယ်နည်းလွန်းလို့ရှိရင်တော့ဒါကျိုးမယ် piston ဒါတတိထားမယ်ဟာတူတူပေါင်းမယ်ဆိုရင် power ကျမယ်overheat တက်မယ်မိကိုထွက်မယ်3ဟိုမှာကျတော့အတန်ပြီးမယ်ဒီတွက်မယ်မိကိုထွက်တော့ power ကျမယ်ဟာပဲအဲ့တော့ဒီလက္ခဏာတွေပြလာပြီဆိုရင်ကျွန်တော်တက်ပြီးရအောင်ပြင်ချင်ရမှာဟောက power ကျမယ်ဒီမှာအတန်ဆူလာမယ် power ကျမယ်အားရဖြစ်ဟော heat တက်အဲ့ဒီလိုပဲပေါ့နော် engine ရဲ့များရင်ပြလာမယ်လက္ခဏာတွေကခုနတိုင်းပဲ engine ကအတန်နေမိလာမယ် engine power တွေနည်းနည်းကျလိုအပ်တဲ့ engine power မထိန်းနိုင်ဘူးလို့ engine power နည်းမှာပေါ့ဒီလိုအများကြီးလာလို့ရှိရင် temperature တက်တာတော့ဖြစ်တယ်နောက်စီးစားများမယ်
နောက်တစ်ခုက engine start လုပ်မယ်ကိုခက်ခဲဒါလည်းခုနပြဒါဆိုလို့ရှိရင် exhaust temperature တက်မယ်ပေါ့နော် temperature တက်လာလုပ်ပုံများရင်ပိုတက်မှာဒါဆိုရင်လုပ်များလို့ exhaust temperature normal temperature တွေနည်းနည်းတက်လာပြီဒါမီးကိုလည်းနည်းနည်းလိုက်လာပြီဆိုရင်ဒါကအရင်ဆုံးကျွန်တော်စစ်ရမှာဘာ clearance စစ်ရမှာဘို့ထွက်မယ်နာအနက်ရောင်ထွက်မယ်ခုနကနေလို့ရှိရင်အဖြူရောင်နဲ့အပြာရောင်ထွက်မယ်ဒီကောင်ကျတော့အနက်ရောင်တို့မဟုတ်အပြာရောင်ထွက်မယ်အပြာရောင်ထွက်မယ်ဆိုရင်ဒီခါစစ်လိုက်တော့ပေါ့နော်ဒီကောင်လေးစစ်လို့ဒီကောင်လေးအရင်စစ်ကြည့်ဘာကြရတော့စစ်ကြည့်ဒီလိုစစ်ကြည့်လို့မှမဟုတ်ဘူးတစ်လုံးချင်းစီပဲထွက်နေတယ်တစ်ခုချင်းစီပဲဆိုရင်နောက်တစ်ခုနောက်ဆက်စစ်ပေါ့ဒီ injection ဘာလို့ဘာတိုင်နေလဲဆိုတော့အဲ့ဒါလည်းဆက်အောင်နောက်ပြီး vibration တုံးဒါဆိုလို့ရှိရင်ဒါပိုဟိုဖြစ်သွား vibration conversion မျိုးဘာနောက်ကျတဲ့ conversion မျိုးညာဖြစ်တဲ့အတွက်ကြောင့်နေ engine မသိမနာဘူး vibration ချင်းဒီပေါ်အခြေအနေကတော့အတန်ကျေလာမယ် power ကြီးကျမျိုးတွေထွက်လာမယ်ဆိုတော့ချင်းချက်ပြီးတော့တစ်ခုခုစစ်ဖို့ဒီဆက်ပြီးမောင်းနေရင်ကျွန်တော်ဘာကြိုးရလဲ piston head တွေပျက်စီးနိုင်တာဒါအကြီးမားဆုံးထိခိုက်မှုတွေဖြစ်သွားနိုင်တယ်နော်ဒါကတော့ကျွန်တော်ကဒီ topic clearance ရဲ့အရေးပါပုံပေါ့နော်ဒီလို topic clearance များတာပဲဖြစ်ဖြစ်နည်းတာပဲဖြစ်ဖြစ် engine performance ကိုထိမယ်ဒီကိုထွက်မယ်အတန်ထွက်မယ်နောက် temperature ကြီးတက်ဒီချက်သုံးချက်ကိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ topic clearance pH ပါပုံကျွန်တော်သိရပြီပေါ့နော်အဲဆိုရင်ကျွန်တော် topic clearance ချိန်နဲ့ procedure လေးကိုတက်ပြီးသွားကြည့်ဒီ drawing လေးနဲ့ sketch လေးကတော့ကျွန်တော်ရဲ့ drawing နဲ့ sketch မဟုတ်ပါဘူးဒါပေမဲ့အရန်ကောင်းတဲ့အတွက်ကြောင့်ခဏယူသုံးထားတာပါဒီ sketch လေးကိုလုပ်တဲ့မူရင်း function ကို credit ပေးပါတယ်rocker n နေ push rod တွေ inlet bar exhaust bar တွေရဲ့အဖွင့်ပိတ်တွေ spring bridge တွေ bar bridge တွေ swimming end တွေရောနောက် crankshaft လဲပုံလဲနည်းတွေcrankshaft လဲတဲ့ချိန်မှာswimming end ကိုတွန်းတာတွေ push rod ကနေ rocker end ကိုပြန်တွန်းတာတွေအဲ့လိုတွန်းတဲ့အတွက်ကြောင့် exhaust bar inlet bar အဖွင့်ပိတ်တွေ bar bridge ကအလုံးလုံးတာတွေနောက်ပြီးတော့ exhaust bar ပွင့်တယ်inlet bar ပိတ်တယ်အဲ့ဒါတွေအားလုံးကိုတေချာဆွဲပြထားတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာဆိုလို့ရှိရင်ဒါ crankshaft ကနေပြီးတော့မှဒါ engine stroke တိုင်းလဲပြီပေါ့နော်စလဲပြီဆိုလို့ရှိရင် crankshaft ရဲ့သူ့ရဲ့ degree ရောက်မှာ swing arm ကိုတွန်းမယ် swing arm ကနေ post rod ကိုတွန်းမယ် post rod ကနေ rocker arm ကိုတွန်းခြင်းအဖြစ် rocker arm ကဒီ bar bridge ကိုဖိချမယ်သူ့ရဲ့ spring တိုင်းကိုspring tension တိုင်းinlet bar exhaust bar သူ့ရဲ့ timing တိုင်းဖွင့်သွားမှာပေါ့နော်ကျွန်တော်တို့တိုင်းရမှာကအခုသူပြထားတဲ့ဒီ rocker end နဲ့ bar bridge ကြားရဲ့ clearance ကို figure gauge နဲ့တိုင်းရမှာဖြစ်ပါတယ်ဒီမှာသူပြထားတာ crankshaft လဲမယ် swing arm post rod အလုံးလုံးမယ် rocker end ကိုတွားမယ် rocker end bar bridge ကိုဖိမယ် bar bridge ကနေပြီးတော့မှ spring နဲ့အလုံးလုံးမှာကိုပြသွားတာဖြစ်ပါတယ်အရမားတွေမှာ section bar နဲ့ exhaust bar ရဲ့ millimeter မတူပါဘူးsection bar ကို 0.3 mm နဲ့ exhaust bar ကို 0.6 mm ဆိုပြီးသတ်မှတ်ထားပါတယ် okay စတိုင်းပြီဆိုလို့ရှိရင်ကျွန်တော်တို့ safety နေနဲ့ breaker panel ပုတ်မှာ caution တွေတွားချိတ်lever stop လို့နောက်ပြီး manual ပြောင်းနောက် flywheel limit switch ကိုဖြုတ်ထားလို့ရှိရင်ဒီကောင်က engine starting ကိုတွားပြီးတော့ command မပေးတော့ဘူးနောက်တစ်ချက်က lever တွေကုန်ပိတ်တာ starting lever တွေပိတ်တာ C bar C bar လို့ starting lever လို့အကုန်လုံးပိတ်ပြီးတော့ကျွန်တော် safety ထားမှာပေါ့နော် safety ထားပြီးဆိုရင်ကျွန်တော်တို့စပြီး flywheel ကိုစလှည့်ပြီးတော့ကျွန်တော်တို့ adjust လုပ်ဖို့စလို့ရပါပြီအဲဆိုရင်ပထမဆုံးအနေနဲ့ indicator code တွေဖွင့်ပေါ့နော် indicator code တွေဖွင့်အကုန်လုံးပြင်ဆင်ပြီးသွားပြီဆိုရင်ကျွန်တော်ဘာကိုကြည့်ရမလဲဆိုတော့ကျွန်တော်တို့သူ့ရဲ့ name plate ကိုတွားကြည့်မယ် name plate မှာ firing order ရှိမယ်ဒီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ adjust လုပ်မယ်ဆိုရင် firing order တိုင်းကိုတွားမှာလားမဟုတ်ဘူးကျွန်တော်တို့က firing order နဲ့မတွားခြင်းဘူးပို့ပြီးတေချာအောင်လို့တစ်လုံးချင်းစီ1ပြီးတော့2 2ပြီးတော့3တွားခြင်းနဲ့ဆိုလို့ရှိရင်เนาะကျွန်တော်တို့1ပြီးလို့ရှိရင်2တွားဖို့အတွက်နောက်ထပ် flywheel ကိုတစ်ပတ်လှည့်ပြီးတော့မှကျွန်တော်တို့2ကိုရောက်တဲ့အထိပြန်ပြီးတော့နောက်တစ်ပတ်ထပ်ပြီးတော့လှည့်ရမှာဖြစ်ပါတယ်
ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကfiring order နဲ့တွားမယ်ဆိုရင်142635ပါအခု34က TTC မှာရောက်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က3နဲ့4ရဲ့ post short tag တွေကိုဒီလိုလှည့်ပြီးစမ်းကြည့်ရမှာပေါ့နော်ဒါမှမဟုတ် post short tag တွေကနှစ်ခုလုံး clear ပေါ့နော်လှည့်လို့ရတယ်လဲနေဆိုလို့ရှိရင်ဒါ compression stop ဖြစ်ပြီးတော့အဲ့အချိန်မှာတစ်ခုကတစ်ချောင်းကမလဲပဲနဲ့တစ်ချောင်းကလဲနေတစ်ချောင်းကတော့ stiff ဖြစ်နေရဆိုလို့ရှိရင်ဒါကတော့ power stroke လို့ပြောရမှာအခုဆိုနံပါတ်3ရဲ့ power stroke ဖြစ်ပြီးတော့နံပါတ်4က compression stroke ဖြစ်ပါတယ်ကျွန်တော်တို့ adjust လုပ်မယ်ဆိုလို့ရှိရင် compression stroke မှာဖြစ်နေတဲ့ကောင်ကို adjust လုပ်ရမှာဖြစ်ပါတယ်ပို့ပြီးတော့တီးကြအောင်လို့ကျွန်တော်တို့ camshaft cover ကိုဖွင့်ကြည့်လို့ရှိရင်ဒါနံပါတ်4ကဒီ camshaft semi arm ပေါ့နော် semi arm ကိုမတွန်းထားဘူးသူ့ရဲ့ degree ကလည်းလွတ်နေတယ်ဆိုတာကိုကျွန်တော်သိမယ်ဆိုရင်ဒါနံပါတ်4ဟာ compression stroke ဆိုတာကိုပို့ပြီးတီးကြကြကျွန်တော်တို့တီးလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်နံပါတ်4ကျွန်တော် adjustment လုပ်ရတယ်နံပါတ်3ကျတော့တစ်ခုက degree ရsemi arm ကိုတွန်းထားတယ်တစ်ခုတော့လွတ်နေဒါဆိုရင်နံပါတ်3က power stroke ပါ okay အခု compression stroke ဖြစ်တဲ့နံပါတ်4ကျွန်တော်တို့ side adjust လုပ်မယ်ဆိုရင်ပထမအဆုံးကျွန်တော်တို့ var bridge မှာ var bridge ကို net ကို short ပြီးတော့0 setting ချိန် net တွေအကုန်လုံး short မှာပေါ့နော် var bridge ရဲ့ net တွေရောဒီဟို rocker ရဲ့ net တွေရော0 setting ချိန်မယ်ပြီးလို့ရှိရင် screw ကို short မှာပေါ့ဒါ extraction တိုင်းကျွန်တော်တို့သွားပါတော့ screw ကိုတက် short မယ်net ကို short မယ် screw ကို short မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က bar bridge ရဲ့ဒီ screw ကိုကျွန်တော်0 adjust လုပ်မှာပေါ့အဲ့မှာကျွန်တော်ပြောချင်တာဒီ bar bridge ကိုကျွန်တော်လက်လေးနဲ့ဖိထားလို့လည်းရတယ်ဒါမှမဟုတ်တစ်ခါလေးကြောက်လို့ရှိရင်အရင်စီးကတ်နေကျွန်တော်တို့ဒီ feeling ကိုမရတဲ့အတွက်ကြောင့်ကျွန်တော်တို့ screw driver တစ်ခုခုနဲ့လည်းကျွန်တော်လှုပ်ထားလို့ရပါတယ်ဒီ bar bridge ရဲ့ screw က0 adjust ဖြစ်ဖို့ကအရေးကြီးပါတယ်ဒီလို0 adjustment ဖြစ်ဘူးဆိုရင်ကျွန်တော် adjustment လုပ်လို့နည်းနည်းလွဲချော်နိုင်တာဖြစ်ပါတယ်အဲကြောင့်ကျွန်တော် bar bridge ကို screw driver နဲ့ clamp ထားပြီးတော့ဒီ0 adjust ပေါ့နော်ဒီ0 setting ဖြစ်မဲ့ဖြစ်ကိုကျွန်တော်တို့ screw driver လေးနဲ့အသာလေး feeling ပေါ့နော်ထိသွားတဲ့ feeling လေးရအောင်လို့ခါကြရင်ထိသွားနေပေမဲ့လည်းဆိုဘယ်လိုပြောမလဲဒီ bar bridge ကချောင်းနေတော့ post line နဲ့ချောင်းနေတော့အပေါ်တက်လာတော့ကိုယ်မသိတာရှိတယ်အဲကြလို့ရှိရင်ကျွန်တော် rocker iron ကို filler gauge နဲ့ adjustment လုပ်လို့ရှိရင်မှားတက်ပါတယ်အဲ့ဒီကြောင့်ကျွန်တော်ဒီ0 setting ကိုအရေးကြီးပေါ့နော်ခုနလက်လေးနဲ့ပဲဖိထားရပဲဖြစ်ဒါမှမဟုတ်အခုလိုမျိုး screw driver လေးနဲ့ထိုးပြီးတော့မဲ့ adjust ကိုချိန်တာပဲဖြစ်ကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်နောက်တစ်ခုရှိတယ်နောက်တစ်ခုပြောပြပါမယ်ဟုတ်ရေဒါကတော့ဟို gate နဲ့ပေါ့နော် gate နဲ့ပို့ပြီးတိကျအောင်တိုင်းတာပေါ့နော် spring အမှမဝင်ဘာလို့ဖြစ်မှာကျွန်တော်ထောက်ပြီးတော့ဒီ0 adjust ကိုပို့ပြီးတိကျဖြစ်အောင်ကျွန်တော်တို့တိုင်းတာပေါ့နော်ဒါကပို့ပြီးတိကျခြင်းနဲ့ပို့ပြီးတော့တိကျခြင်းနဲ့သူတွေဆိုရင်ဒီလိုနီးနီးနဲ့လည်းကျွန်တော်သုံးလို့ရတယ်ခုန screw driver လေးနဲ့ clamp ပြီးတော့လည်း0 adjust ကိုချိန်လို့ရတယ်လို့လက်လေးနဲ့ဖြည့်ပြီးတော့လည်းဒါကိုရဲ့ကျွမ်းကျင်မှုအရာပေါ့နော်ဘယ်လိုမျိုးချိန်လို့ရပါဒီပြီး instruction မှာလည်းရေးထားတယ်ဒီ adjust ကိုဒီ holding ကင်ထားဖို့ပေါ့နော် fixing ဖြစ်အောင်တော့မှာပြီးလို့ရှိရင်ကျွန်တော် adjust ကို holding လုပ်ပြီးတော့ lock nut ကိုကျွန်တော်ကြက်ပါမယ် adjust ကိုမပါဝအောင်လို့ဆိုပြီး lock nut ကိုတိကျကြက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ filler gauge ကိုတိုင်းမှာဖြစ်ပါတယ်အခုကျွန်တော်တို့ exhaust side ကိုစတိုင်းမှာဖြစ်တယ် post rod တွေကိုလှည့်ကြည့်မယ် clear ဖြစ်နေဖြစ်လှည့်မယ် adjust ကို short ကြည့် okay ပြီး filler gauge နဲ့တိုင်းမယ်filler gauge ကဒီ exhaust ဆိုလို့ရှိရင် 0.6 mm နဲ့တိုင်းမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ post rod ဒါလေးမှပြီးတော့ကျွန်တော်တို့ဒီ feeling လေးပေါ့နော်ဒီ feeling လေးစီစီလေးဖြစ်နေတဲ့အချိန်မှာတိုင်းကြည့်မယ်တိုင်းနေနေကျွန်တော် post rod ကို clear ဖြစ်စမယ်ပြီးလို့ရှိရင်adjust ကိုဖြည်းဖြည်းချင်းတိုင်းမှာပေါ့နော် adjust ကိုလေးဖြည်းဖြည်းချင်းတိုင်းမယ်ဒီ 0.6 mm မှာကျွန်တော်တို့ feeling လေးတစ်ခုပေါ့အဲ့ adjust ရပြီဆိုလို့ရှိရင်ကျွန်တော် screw ကိုဖြည်းဖြည်းချင်းကြက်မယ်ပြီးရင် lock nut ကိုကြက်မှာပေါ့ screw ဟုတ်ကဲ့အဲ့ရသွားပြီဆိုလို့ရှိရင်အဲ့ marking တိုင်းပဲကျွန်တော်တို့ဒီ screw ကိုဒီ screw driver တစ်ခုနဲ့ holding လုပ်ပြီးတော့မှlock nut ကိုကြက်မှာဖြစ်ပါတယ်ဒီ feeling ကတော့ကျွန်တော်တို့တိုင်းကြီးမှသိမှာပါဒါတူလေးတော့သိပါအရင်ကကြက်ထုတ်နေရလဲမဟုတ်ဘူးအရင်ကချောင်းချိနေရလဲမဟုတ်ဘူးဒီသူ့ရဲ့စီလေးနဲ့ဒီ layer လေးတစ်ခုကိုပွတ်နေတဲ့ပုံစံလေးအဲ့ feeling လေးရမှာဖြစ်ပါတယ်အဲ့လိုပဲအဲ့လိုတွန်းနေနေကျွန်တော်အရင်ကြက်မြင်နေကျွန်တော်အခု post rock ကလည်း
ဟိုဘယ်လိုပြောမလဲ stand ဖြစ်သွားမှာပေါ့နော်ကျက်သွားအဲ့လိုမဖြစ်အောင်လည်းကျွန်တော် post ကိုလည်းလှည့်ပြီးတော့ဖြည်းဖြည်းချင်းတိုင်းယူရမှာဖြစ်ပါတယ်ဟုတ်ပြီ Okay နောက်တစ်ဆင့်အနေနဲ့ကျွန်တော် loud net ကိုပြန်တိုက်တော့မှာပေါ့ခုနကကျွန်တော်ရှေ့ကပြောထားတဲ့အတိုင်းပဲကျွန်တော်လိုအပ်တဲ့ 0.6 mm adjustment ရောက်ပြီဆိုရင်စကူကို holding ကင်ပြီးတော့ loud net ကိုတေချာတိုက်မှာပေါ့အဲ့အချိန်မှာမပါသွားဖို့လည်းတေချာကန်ရမှာပေါ့ပြီးလို့ရှိရင်လည်းနောက်တစ်ခါပြန်ပြီးတော့ filler key ကိုပြန်ဆန် post rock ကို clear ဖြစ်နေတယ်ပြန်ဆန်ပေါ့Okay အဲ့ဒါပြီးရင်နောက်တစ်ဖက်အနေနဲ့ကျွန်တော် session site ကိုဒီတိုင်းပဲပေါ့နော်0 adjust လုပ်မှာပေါ့နော်0 adjust လုပ်မယ် loud net ကိုအရင် short မယ်ပြီးလို့ရှိရင် rocker and loud net ကိုလည်း short မယ်အားပြီးရဲ့ loud net ကို short မယ်ပြီးလို့ရှိရင်ကျွန်တော် screw တွေ short မယ်ပြီးလို့ရှိရင် bar bridge ကို setting ကိုပြန်ပြီးတော့0 details ပြန်လုပ်မှာပေါ့နော်ဒီမှာတော့ကျွန်တော်လက်လေးနဲ့ပဲဖြီးပြီးတော့0 adjust ချိန်လိုက်တာပေါ့နော်ဒီလိုပိုပြီးတိကျခြင်းအရှိမှကျွန်တော်ပြထားတဲ့နီးတွေတုံးလို့ရတာပေါ့အခုကျွန်တော်0 adjust ကိုလက်လေးနဲ့ပဲ bar space ကိုဖြီးပြီးတော့adjust လုပ်တယ်ပေါ့0 adjust ဆိုရတယ်ပေါ့ပြန်ပြီးရှင်းပြရမယ်ဆိုဒီ bar bridge နဲ့ဒီ separate ဒီ bar guide ပေါ့နော် bar ဘာတန်ပေါ့ဘာတန်နဲ့ bar bridge နဲ့ထိတဲ့နေရာအောင်ဆိုclear မရှိအောင်ကျွန်တော်တို့ကချိန်အောင်ပြောအဲ့ကြမှာကျွန်တော်တို့ကသူ့ရဲ့ effect တက်ရောက်မှု rocker and ဂျားမှာ effect တက်ရောက်မှုသွားဖြစ်မှာပေါ့နော်အဲ့ဒီတကြောင်ကျွန်တော်က0 adjust ကိုချိန်တာဖြစ်ပါတယ်0 adjust ဆိုအဲ့တဘောတရားပါအခုဆိုရင်ကျွန်တော်0 adjust ချိန်ပြီးတော့ကျွန်တော် loud net ကိုပြန်ကြက်နေပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် rocker and ကိုဆက်ပြီးတော့ adjustment လုပ်မယ်အခု session size ဆိုတဲ့ကြောင့် 0.3 mm figure နဲ့ကျွန်တော်တို့အရင်ဆုံးချိန်မယ်ပေါ့ခုနလိုပါပဲ adjust screw ကို short ပြီးတော့ကျွန်တော် 0.3 mm figure ဝင်တဲ့အထိကျွန်တော်တို့ပို့ပြီးတော့မှဒီ feeling တခုCC လေးပေါ့အဲ့ feeling တခုရတဲ့အထိလုပ်မယ်အဲ့လိုလုပ်နေတဲ့အချိန်မှာလည်း post roll နဲ့ adjust screw ကို clearance adjustment ဖြစ်နေ adjust screw ကောင်းပါအဲ့ဒါဘာလို့ပြလို့ရှိရင်ကျွန်တော် adjust screw ကို holding လုပ်ပြီးတော့မှကျွန်တော် lock နဲ့ပြန်ကြက်မှာအဲ့လိုမျိုး adjust လုပ်နေတဲ့အချိန်မှာဒီ post rock ကိုကျွန်တော် clearance ဖြစ်မဲ့ဖြစ်ကျွန်တော်အမြဲတမ်းဝါလုပ်ပေးနေရမှာပေါ့checking လုပ်နေရမှာပေါ့နော်အခုကမထင်မှတ်ပဲနဲ့အရင် adjust ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီ post rock ကလည်းတောက်တတင်းဖြစ်သွား stiff ဖြစ်သွားအဲ့လိုမျိုးကျွန်တော် adjust လုပ်တာမှားတယ်ပေါ့ဟို damage ဖြစ်နိုင်တယ်အခုဆိုရင်ကျွန်တော်ပြီးသွားပြီ lock နဲ့ပြန်ကြက်လိုက်တယ်Okay session ရော exit ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အခု net lock net တွေကိုပြန်ပြီးတော့ adjust ပေါ့နော်ပြန်တိုက်တယ်တိုက်တယ်နောက်ပြီးတော့ filler key နဲ့ကို session ဆိုရင် 0.3 exit ဆို 0.6 mm နဲ့ filler key နဲ့ပြန်ပြီးတော့ check in လုပ်တယ်ပေါ့နော် post rock တွေလဲပြီးတော့check in လုပ်တယ်ဟိုဘက်ဒါ session ကိုလုပ်တယ်ပြီးရင်ကျွန်တော်တို့ exit ကိုဆက်ပြီးတော့ check in လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ topic clearance exhaust session ဘာတွေ millimeter တွေနောက် firing order တွေအကုန်လုံးကိုတော့ကျွန်တော်တို့ဒီ generator ရဲ့ name plate မှာကျွန်တော်တို့တွားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ firing order အတိုင်းကိုတစ်လုံးချင်းစီချိန်သွားမလားဒါမှမဟုတ်ရင်1ပြီးတော့မှ2ပဲချိန်သွားမလားပေါ့နော် firing order ဆိုရင်တော့လွယ်လွယ်ကူကူပဲသူရဲ့ marking တိုင်း post rock တွေကိုဆန်းပြီးတော့ဘယ်ဟာ compression stroke လဲဘယ်ကောင်က power stroke လဲဆိုတော့ကြည့်ပြီးတော့ compression stroke ကိုကျွန်တော်တို့က adjustment လုပ်လို့ရတယ်ဒါမှမဟုတ်ဘူးနဲ့1ပြီးတော့မှ2ချိန်နေတယ်ဆိုရင်16 marking မှာ1က compression stroke ပြီးသွားပြီဆိုလို့ရှိရင်အဲ့တစ်ပတ်ထပ်ပြီးတော့အပြည့်အဝထပ်လှည့်ပြီးတော့မှနောက်ထပ်2ကိုရောက်တဲ့အထိ compression stroke ဖြစ်တဲ့အထိကိုထပ်လှည့်ပြီးတော့မှကျွန်တော်တို့1ပြီးတော့မှ2ထပ်ပြီးတော့ချိန်ရမှာဖြစ်ပါတယ်အားလုံးပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဟို safety လုပ်ထားတဲ့ D bar တို့ C bar တို့တခြားပြန်ဖွင့်မယ်ဒီကျွန်တော် flywheel cover ကိုပြန်ပိတ်မယ်သူ
သူရဲ့ limit switch ကိုပြန်ပြီးတော့ restart လုပ်မယ်ကျွန်တော်တို့indicator code တွေမပိတ်ခင်မှာကျွန်တော်တို့လေးတစ်ချက်မှုတ်ပါဗောနော် compression တဲထဲမှာ CU ပါညာရှိမရှိထပ်ပြီးဆက်လို့ရအောင်ကျွန်တော်မှုတ်လိုက်ပြီးတော့မှကျွန်တော်စစ်ပြီးအားလုံးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ ready နေထားပြန်လဲမောင်းလို့ရအောင် ready position ကိုပြန်ထားမယ်ပေါ့ caption စာတွေဖြုတ်အားလုံးကျေးဇူးတင်ပါတယ်ဒါ topic clear and chain နဲ့ process လေးကိုပြောပြသွားတာပါ